Okay အားလုံးပဲမင်္ဂလာပါရွှေအောင်မိုဘိုင်းနည်းပညာ channel လေးကနေကြိုဆိုလိုက်ပါတယ်ဖော်လုံးမွဲတွေကိုဒီကွန်ပျူတာ laptop ပေါ်ကနေကြည့်ချင်သူများအတွက်ကျွန်တော်တို့ဒီကွန်ပျူတာ laptop နဲ့ကြည့်တဲ့နည်းကိုကျွန်တော်ရှာဖွေပြီးတော့မျှဝေလုပ်ပေးချင်ပါတယ်ကျွန်တော်ရဲ့ channel ထဲမှာလည်းဒီဖော်လုံးမွဲတွေကိုကျွန်တော်တို့ဒီဖုန်းပေါ်ကနေကျွန်တော်တို့ဖုန်းထဲကနေကြည့်နိုင်မယ့်နည်းကိုလည်းကျွန်တော်မျှဝေပြီးတော့တင်ပြပေးထားတာရှိပါတယ်တကယ်လို့ကျွန်တော်တို့ဖုန်းနဲ့ကြည့်ချင်တယ်ဆိုရင်လည်းကျွန်တော်ရဲ့ channel ထဲမှာဒီဖုန်းနဲ့ကြည့်တဲ့နည်းကိုတွားရောက်ပြီးတော့ကျွန်တော်တို့လေ့လာကြည့်ရှုနိုင်ပါတယ်။ Okay အဲ့တော့ဆိုရင်ကျွန်တော်စလိုက်မယ်။အဲ့တော့ကျွန်တော်တို့ကဒီ Chrome browser တွေကိုကျွန်တော်တို့အရင်ဝင်လိုက်မယ်ပေါ့နော်။ browser ကနေကျွန်တော်တို့ဒီမှာဒီကနေပြီးတော့ကျွန်တော်တို့y a l l a l I v e ရဲလာလိုက်ဆိုပြီးတော့ကျွန်တော်တို့ရိုက်ပြီးတော့ရှာလိုက်ပါနော် Okay အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီရဲလာလိုက်ဆိုပြီးတော့ဒီမှာပေါ်နေတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကဒီမှာချက်ဒီ link တွေကိုကျွန်တော်ဝင်လိုက်မယ်ပေါ့နော်ဒီကကျွန်တော်မြန်မာစာနဲ့ဖြစ်နေတဲ့အတွက်ဒီမှာဒီအင်္ဂလိပ်ကိုပြောင်းလိုက်မယ်ပေါ့နော် Okay အဲ့တော့ကျွန်တော်ဒီ link တွေကိုဝင်လိုက်မယ် Okay ဒါဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီအခုလက်ရှိလာနေတဲ့ဒီဘောလုံးပွဲတွေကိုကျွန်တော်တို့ကြည့်လို့ရပြီဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့ဘောလုံးပွဲကအခုလက်ရှိလာနေတယ်ဆိုရင်ဒီမှာဒီနေရာလေးမှာကျွန်တော်တို့ဒီအနေလေးနဲ့ပြနေတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့တရိုက်အခုကြည့်လို့ရတယ်ပေါ့နော်တခုဒီပွဲကတော့ကျွန်တော်တို့မလာသေးဘူးပေါ့နော်အစိမ်းနဲ့ကျွန်တော်တို့လာဖို့ရကျွန်တော်တို့ဒီစောင့်အောင်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီမှာဒီပွဲကိုကျွန်တော်တစ်ချက်ဖွင့်ကြည့်လိုက်မယ်ဟုတ်ကဲ့အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာတစ်ချက်ထပ်ပြီးတော့ဆွဲတင်လိုက်မယ်ဟုတ်ကဲ့ဒါဆိုရင်ဒီပွဲကကျွန်တော်တို့လာနေပြီပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဒီမှာကြည့်လို့ရနေပြီပေါ့နော်ဒါအခုလက်ရှိလာနေတဲ့ပွဲပေါ့နော် Inter ပွဲပေါ့နော် Inter Milan ပွဲဒါ Serie A ဘက်ကပေါ့နော်ဟုတ်ကဲ့ဒီကတော့ကျွန်တော် speaker ဒါကျွန်တော်ပိတ်ထားတာပေါ့နော်တကယ်တော့အတန်လေးပါလို့ရှိရင်ကျွန်တော်ရဲ့ video ကကျွန်တော်ဒီ copyright ညှိနိုင်တဲ့အတွက်ကျွန်တော်အတန်လေးပိတ်ထားတာပေါ့နော်ဒီကောင်ကိုကျွန်တော်တို့ကအပြည့်ကြည့်မယ်ဆိုရင်ဒီနေရာမှာကျွန်တော်တို့ဒီမြားလေးကိုတစ်ချက်နှိပ်လိုက်ဒါဆိုရင်ကျွန်တော်ဘောလုံးပွဲကဒီမှာအပြည့်ကြည့်လို့ရပြီဖြစ်ပါတယ်โอเคဒါကတော့တနည်းပေါ့နော်နောက်ထပ် link တစ်ခုရှိသေးတယ်ပေါ့နော်အဲ့ဒီ link ကတော့ကျွန်တော်တိတ်တော့မတုံးဘူးပေါ့နော်အဲ့ဒီ link အနေနဲ့ကျွန်တော်တို့တွားပြီးတော့ကြည့်လို့ရတယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်ဒီမှာပဲထပ်ပြီးတော့ဒီကနေပြီးတော့ကျွန်တော်တို့ဒီမှာ KOORA ကိုရာ right ဆိုပြီးတော့ကျွန်တော်တို့ရှာလိုက်ပေါ့နော်โอเคအဲ့ဒီမှာလည်းကျွန်တော်တို့ကဒီမှာဒီကိုရာ right တက်ရိုက်ပေါ့နော်အဲ့ဒီမှာကျွန်တော်နှိပ်လိုက်မယ်โอเคဒါဆိုရင်လည်းဒီကောင်ကလည်းဆွမ်းနန်းလို့ပဲပေါ့နော်သူကခုဒီဘောလုံးပွဲတွေကိုကျွန်တော်တို့ဒီမှာဒီလာနေတဲ့ပွဲတွေကိုကျွန်တော်တို့ဒီမှာကြည့်လို့ရတယ်ပေါ့နော်ပွဲစဉ်တွေအစုံရှိတယ်ပေါ့နော်โอเคဒီမှာလီဗာပူးနဲ့ချက်စီဆိုရင်လည်းအခုကဒါမလာသေးဘူးပေါ့နော်လာတော့မှာပေါ့နော်အခုလက်ရှိလာနေတဲ့ဒီအင်တာပွဲရှိတယ်ဒီမှာဆိုရင်ကျွန်တော်တို့ဒါဘလန်စီယာနဲ့ကင်တာဂျီရိုနာပွဲပေါ့နော်โอเคအဲ့ဒါကိုကျွန်တော်တစ်ချက်ဒီမှာကြည့်လိုက်မယ်โอเคကျွန်တော်ကြည့်မယ်ဆိုရင်ဒီမှာနှိပ်ပေးရမှာဖြစ်ပါတယ်ဒီကောင်ကတော့နည်းနည်းကြည့်ရတာခက်တယ်ဗျကျွန်တော်ဆွမ်းနာဒီရဲလာလိုက်ကတော့ပို့ပြီးတော့ကြည့်လို့အဆင်ပြေတယ်ကျွန်တော်โอเคဒီမှာကျွန်တော်တို့ဒါတခုဒီလာနေတဲ့ပွဲပေါ့နော်ဒီစပိန်လာလီဂါဘက်ကကျွန်တော်တို့ဒီပလန်စီယာနဲ့ဒီဂျီရိုနာပွဲပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဒီမှာအပြည့်ကြည့်မယ်ဆိုရင်လည်းဆွမ်းနန်းလို့ပဲဒီကောင်ကိုကျွန်တော်တို့နှိပ်ပေးလိုက်ပေါ့နော်အပြည့်ကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ဒါအပြည့်ကြည့်လို့ရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီအခုလာနေတဲ့ပွဲကိုအပြည့်ဒါကြည့်လို့ရတော့ပြီဖြစ်ပါတယ်โอเคပါဒါကတော့ကျွန်တော်တို့ဒီဘောလုံးပွဲတွေကိုဒီကွန်ပျူတာ laptop PC ပေါ်ကနေကျွန်တော်တို့ကြည့်လို့ရမယ့်နည်းလေးကိုမျှဝေပေးထားတာဖြစ်ပါတယ်အားလုံးအဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်